ဒီမိန်းကလေးငယ်လေးမှာထူးခြားတဲ့အစွမ်းတစ်ခုရှိတယ်အဲ့ဒါကတော့လူတစ်ယောက်ဘယ်တော့တင်မလဲဆိုတာကိုကြုံမြင်နေရတာပါတနေ့မှာသူမဟာအမေဖြစ်သူနဲ့အတူအပြင်သွားရင်းလမ်းမှာတွေ့တဲ့အမျိုးသမီးတစ်ယောက်ရဲ့ခေါင်းပေါ်မှာထူးဆန်းတဲ့ကဏ္ဍတစ်ခုကိုမြင်လိုက်ရတယ်အဲ့ဒီကဏ္ဍရဲ့အတိတ်ပဲကတော့အဲ့ဒီအမျိုးသမီးဟာနောက်တစ်မိနစ်အတွင်းမှာတည်ဆုံးတော့မယ်ဆိုတာပါပဲဒါကြောင့်ကောင်မလေးကအဲ့ဒီအမျိုးသမီးစီသွားပြီးအန်တီမှာတစ်ခုခုနေမကောင်းဖြစ်နေတာရှိလားလို့မေးလိုက်တာပေါ့ဒါကိုကြားတော့သူမရဲ့အမေကကောင်မလေးကိုပါဆက်ပိတ်ခိုင်းပြီးအဲ့ဒီအမျိုးသမီးကိုတောင်းပန်စကားဆိုရင်သမီးဖြစ်သူကိုလည်းဒီလိုမေးခွန်းမျိုးနောက်ခါမမေးဖို့စူပူနေခဲ့တယ်ဒါပေမဲ့အမေဖြစ်သူပြောလို့တောင်မဆုံးသေးဘူးအပေါ်ကနေပန်းအိုးကြီးကြီးတစ်လုံးပြုတ်ကျလာပြီးအဲ့ဒီအမျိုးသမီးရဲ့ခေါင်းကိုတက်တက်မှန်ကပွဲချင်းပြီးတည်ဆုံးသွားခဲ့ပါတယ်နောက်ပိုင်းမှာအမေနဲ့သမီးနှစ်ယောက်လေရင်စီးတဲ့အခါကောင်မလေးဟာလေရင်ပေါ်ကခီးတဲ့တွေနဲ့ဝန်ထမ်းတွေအားလုံးရဲ့ခေါင်းပေါ်မှာစောစောကကဏ္ဍမျိုးကိုပဲလိုက်မြင်နေရပြန်တယ်ဒါကိုကြည့်ပြီးလေရင်ပေါ်ကလူတွေအားလုံးတည်တော့မယ်ဆိုတာသူမနားလည်သွားခဲ့တယ်သူမအမေကဒါကိုသိလိုက်ရတဲ့အချိန်မှာလူတွေအားလုံးကိုလေရင်ပေါ်ကဆင်းကြဖို့အော်ဟစ်ပြောဆိုပေမဲ့ဘယ်သူမှမယုံကြပါဘူးလေရင်မူးကတော့အနောက်ရှက်ပေးတယ်ဆိုပြီးသူတို့ကိုလေရင်ပေါ်ကဆင်းခိုင်းဖို့လုပ်နေတော့မှပဲအနီးနားမှာထိုင်နေတဲ့ချီဦးတယောက်ကဒါကိုသတိထားမိသွားပြီးသူလည်းလေရင်ပေါ်ကဆင်းကျင်တယ်လို့လေရင်မူးကိုပြောလိုက်ပါတယ်ဒါကိုမြင်တော့လူတွေကဆော့ကိုလိုက်လောင်ကြပေမဲ့သူကဂယုမဆိုင်ပဲအဲ့ဒီအမေနဲ့သမီးနောက်ကိုလိုက်ပြီးလေရင်ပေါ်ကဆင်းခဲ့ပါတယ်ဒါပေမဲ့လေရင်ပြန်တက်သွားပြီးတိတ်မကြခင်မှာပဲတခုခုချိုးရင်းချက်ဖြစ်ပြီးလေရင်ပြတ်ကျသွားကလေရင်ပေါ်ပါလာသူအားလုံးတေးဆုံးသွားခဲ့ပါတယ်ဒီသတင်းကိုကြားလိုက်ရတဲ့အခါမှာတော့ဆော့ဟာတုံ့လုံးချောက်ချသွားပြီးမယုံနိုင်အောင်ဖြစ်သွားခဲ့ရပါတော့တယ်